လေးတက်ကလင်းရင်နှစ်စင်းမနေကြကတိုက်ပြီးပြက်ကျသွားတယ်ပြောတယ်ကွအဲ့ဒါငါအကိုကြီးတို့စိတ်ဘူးလို့မင်းငါကိုလေးတက်လိုက်ဖို့အောင်လို့ပြောတော့မောင်လိုင်ဝင်းကသူ့ရဲ့စကိုဒါကလေးမောင်းပြီးကျွန်တော်ကိုမိထီလာလေးတက်ကိုလိုက်ပို့ပါတယ်လေးတက်ဂိတ်ရောက်တော့အရာရှိရိတ်သာသွားကျင်ပါတယ်လို့ပြောပြီးဝင်းခွင်တောင်းရပါတယ်အဲ့လိုလေးတက်ဂိတ်မှာစကားပြောနေတော့မှအဲ့ဒီဂိတ်ကရဲဘော်တွေကိုလေးရင်ပြက်ကြတဲ့သင်္นานသားနာမည်ထဲမှာကရက်တင်ွယ်လို့များပါလားလို့မေးတော့အဲ့ဒီနာမည်တော့မကြားမိဘူးလို့ပြောတယ်ကျွန်တော်နည်းနည်းလေးစိတ်သက်သာရလေးရသွားပါတယ်အလုံးပဲမင်္ဂလာပါခင်ဗျာ Rewin Me Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်အဲ့ဒီမှာတင်ကျွန်တော်လဲအတော်ကိုစိတ်ပူသွားတာပေါ့ခဏနေတော့အမေစီကဖုံးလာတော့တာပဲဟဲ့ခင်မောင်ဝင်းမင်းလေဓာတ်ကိုအခုချက်ချင်းလိုက်သွားအောင်လင်းရင်ပြတ်တာငါသားလေးမောင်တင်တွေမဟုတ်ပါစေနဲ့လွဲပါစေဖဲပါစေလို့တဖွားဝါပြောတဲ့အမေရဲ့ငိုသံမှာစကားတွေကိုအခုထပ်ထိကြားရောင်နေမိပါတယ်အမေဟာသားသမီးတွေကိုချစ်တဲ့နေရာမှာတော့ဘသူနဲ့မှမရှင်းနိုင်လောက်အောင်ကိုသားသမီးတွေပေါ်မှာတန်ရောစင်တွေပိုလုံးတယ်လို့ထင်မိပါတယ်ဒါနဲ့ကျွန်တော်လည်းအမေစီကဖုံးရခြင်းပဲအဲ့ဒီတုန်းကမိထီလာကြိုင်ဆက်ရှင်မင်းကြီးဦးလာရဲ့သားဖြစ်တဲ့ကျွန်တော်နဲ့10တန်းတခန်းထဲသားမောင်လိုင်ဝင်းစီကိုတန်းသွားပြီးမောင်လိုင်ဝင်းလေးတက်ကလင်းရင်နှစ်စင်းမနေကြကတိုက်ပြီးပြက်ကျသွားတယ်ပြောတယ်ကွအဲ့ဒါငါအကိုကြီးတို့စိတ်ဘူးလို့မင်းငါကိုလေးထက်လိုက်ဖို့အောင်လို့ပြောတော့မောင်လိုင်ဝင်းကသူ့ရဲ့စကိုဒါကလေးမောင်းပြီးကျွန်တော်ကိုမိထီလာလေးတက်ကိုလိုက်ပို့ပါတယ်လေးတက်ဂိတ်ရောက်တော့အရာရှိရိတ်သာသွားကျင်ပါတယ်လို့ပြောပြီးဝင်းခွင်တောင်းရပါတယ်အဲ့လိုလေးတက်ဂိတ်မှာစကားပြောနေတော့မှအဲ့ဒီဂိတ်ကရဲဘော်တွေကိုလေးရင်ပြက်ကြတဲ့သင်္นานသားနာမည်ထဲမှာကရက်တင်ွယ်လို့များပါလားလို့မေးတော့အဲ့ဒီနာမည်တော့မကြားမိဘူးလို့ပြောတယ်ကျွန်တော်နည်းနည်းလေးစိတ်သက်သာရလေးရသွားပါတယ်ကျွန်တော်နဲ့မောင်လိုင်ဝင်းရဲ့စကိုဒါကလေးကိုတို့ပိုက်လို့ကရက်တွေးရဲ့အရာရှိရိတ်သားရှိရောက်သွားတော့အကိုကြီးတင်ွယ်ကိုတန်းတွေးရပါတယ်အဲ့တော့ကျွန်တော်လည်းတော်တော်လေးပျော်သွားပါတယ်ကျွန်တော်တို့ကိုလည်းမြင်ရောကိုကလာကြလင်းရင်ပြက်တဲ့ထဲမှာငါမပါပါဘူးကွာလို့ပြောပါတယ်ကိုတို့ရိတ်သားအေကန်းနဲ့ရောက်တာနဲ့ကိုကဂါဖရီရှော့ကလက်ပြားကြီးထုတ်ကြွေးပါတယ်ပြီးတော့ပေါင်မုံနဲ့တုတ်စားကြဆိုပြီးရိတ်သားကအေကန်းထဲမှာပေါင်မုံနဲ့တူးနှစ်လက်ထောပတ်လေးထုတ်ပေးပါတယ်ကိုတို့လင်းရင်မောင်းတင်တန်းကတက်ဘဝကလင်းရင်ပြန်တိုင်းချိန်ပေါ်မူတည်ပြီးဂါဖရီချော့ကလက်အပြားကြီးတွေထုတ်ပေးပါတယ်ကိုကတော့တခါတည်းမထုတ်ပဲစုထားပြီးလကုံမှာထုတ်တော့ဂါဖရီချော့ကလက်တွေကိုတန်မူးကြီးတပူအပြည့်ထုတ်ရပါတယ်ပြီးတော့ကိုလို့လင်းရင်မောင်းတင်တန်းသားတွေက grab ချီဒိန်ငဲတွေနဲ့တူးနှစ်လက်ထောပတ်တွေကိုတတိကြီးရတာလဲမှတ်မိနေပါသေးတယ်1964ခုနှစ်ကပိုက်လော်လင်းရင်မောင်းတင်တန်းသားကတက်တွေရဲ့ဘဝအခြေအနေပါခုနကပြောနေတဲ့ကိုရဲ့လေးတဲ့ရိတ်သားကိုရောက်သွားတဲ့အကြောင်းဆက်ပြောရမယ်ဆိုရင်ကိုကဒိုးမနှက်ပြန်လင်းရင်မောင်းတင်တန်းဆင်းမှာကွတင်တန်းမဆင်းခင်နောက်ဆုံးညအနေနဲ့ညပြန်တာလေ့ကျင့်ဖို့ဆိုပြီးပြန်တာကွလေထဲရောက်တော့အပြင်ကိုလုံးဝမကြည့်ပဲစက်ကရိယာလောက်ပဲကြည့်ပြီးမောင်းနေဆိုတဲ့ instrument ဆိုတာကိုကျင့်ကြတယ်ကွာတမျိုးပြောရမယ်ဆိုရင်တော့ Goggle Flying လို့ခေါ်တဲ့လေရင်ရှေ့ကြည့်မှန်ကိုလုံးဝပိတ်ပြီးလေရင်မောင်းတာကွကြံဖမှန်တိုက်ဆိုင်ကွာပျော်ဝယ်မြို့ပေါ်လောက်မှာလေရင်နှစ်စင်းတိုက်ကြတယ်တဲ့ကွာငါလည်းမသိတော့ပါဘူးလို့ပြောပါတယ်ကိုတယောက်ကန်ကောင်းလို့ဘာမှမဖြစ်လေရင်တိုက်မိတဲ့အထဲပါမသွားတာပေါ့ဒါနဲ့ကျွန်တော်လည်းချက်ချင်းပဲအရန်ကိုစိတ်ပူနေတဲ့ဝမ်းတွင်ကအမေစီကိုနေကောင်းကြမ်းမှာလင်းရင်ပြတ်တဲ့အထဲမပါတဲ့အကြောင်းဖုံးဆက်ရပါတော့တယ်အဲဒီလိုကိုပိုက်လော်တင်တန်းတက်တုံးကအရက်မူးခဲ့တာတွေပြောနေရင်းမှာပဲကျွန်တော်တို့ရဲ့ဘောက်စော်ကားကြီးကဇွဲရုပ်ရှင်ရုံရှေ့ကဖြတ်ပြီးမိထီလာမျိုးတဲကိုဝင်လာပါတော့တယ်ရှုပ်တဲ့ရှုပ်လာတဲ့အလုပ်တွေအော်တိုဘာလကုန်းလောက်ကစပြီးကျွန်တော်ရဲ့ပြီးပါခရီးတွေလာတိုင်းလိုဇက်တိုက်ဖြစ်နေတော့မဂဇင်းကြားနဲ့တော်တော်များများမှာကျွန်တော်ပုံမှန်ရေးနေကြစောင်းမတွေမရေးနိုင်ခဲ့ပါဘူးအထူးသဖြင့်ကလေးယာမဂဇင်းမှာအမေဂုံပြူအညာသွားခရီးစဉ်အညာဒေတာအတွေ့အကြုံနဲ့အညာရှုခင်းတွေကိုရေးနေတဲ့အမေနဲ့ကျွန်တော်စောင်းမကို2လဇက်တိုက်မရေးနိုင်လို့ဘော့စတွန်ကနေတောင်းပန်စာရေးလိုက်ရပါသေးတယ်အသက်လေးရလာရင်အလုပ်တွေတဖြည်းဖြည်းနည်းသွားပြီးပိုအားလာမယ်လို့ထင်ခဲ့တာအခုတော့အထင်နဲ့အမြင်တက်ဆင်လွဲနေပါပြီကျွန်တော်နေ့စဉ်လုပ်နေရတဲ့အလုပ်တွေဟာဘလို့မှပြောမပြနိုင်အောင်ရှုပ်လာပါတယ်ဘာလို့တော့ဆိုရင်လောကကြီးမှာကျွန်တော်လှုပ်ချင်တာတွေကလည်းများတဲ့ထက်များလာလို့ပါ
အသက်ကြီးလာလို့ဟိုဟာဒီယာတွေလှုပ်ချင်စိတ်တွေကုံသွားအနားယူရမလားအောက်မေးတယ်အခုတော့အဲ့ဒီလိုမဟုတ်ဘူးကျွန်တော်စိတ်ဝင်စားတာတွေကတိုးလာပါတယ်တိုးချဲဝါသနာပါလာတွေပြောရမယ်ဆိုရင်ပကြီးကားတွေစိတ်ဝင်စားပြီးအကော်လက်ရှင်လုံးကုသိုလ်ဖြစ်စေကံဖွင့်အသေးကင်ဆာယောဂါတွေအတွက်အကျိုးရှိအောင်အာရှပစိဖိတ်အသေးကင်ဆာသုတေသနစီမံကိန်းမှာပါဝင်ဆောင်ရွက်ဆရာဝန်တွေကိုခက်မီနီးစနစ်တွေသင်ပေးဂျာနယ်တွေတစ်စောင်းမြည်တစ်စောင်းတိုးချဲရေးဆိုတာတွေပေါ့ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့လုပ်ငန်းတွေကအများကြီးမှအများကြီးဖြစ်လာပါတယ်အမေသာသိရင်တော့ဘလို့ပြောမယ်မသိဘူးအမေကတော့အလုံးနဲ့လက်နဲ့မပြတ်ဇဲဆက်တယ်လို့လှုပ်တတ်တဲ့သူတစ်ယောက်ပါဒါပေမဲ့အခုကျွန်တော်လုံနေသလောက်လုံနေတာတွေတွေ့ရင်တော့မင်းနည်းနည်းတော့နားအောင်မှဖြစ်မှာလို့ပြောမှာပါကျွန်တော်ကလည်းမနားနိုင်လုံးဝမနားနိုင်ပါဘာလို့တုံးဆိုတော့အချိန်လေးရာတုံးရေးရတာမို့လို့ပါအချိန်လေးရာတုံးဆိုတာကကျမ်းမာရေးကောင်းတော့မှတ်ဉာဏ်တွေကောင်းနေပြီးအငယ်ကအဖြစ်ပြတ်တွေကိုအကုန်လုံးသတိရနေတော့စာရေးခြင်းနဲ့စိတ်တွေအပြည့်ရှိနေတော့ဆိုသလိုစာရေးဖြစ်အောင်အခြေအနေတွေရှိနေတော့မှကြိုးစားရေးရတာပါဒီလိုအမေအကြောင်းသတိရတာလေးတွေစာရေးခြင်းစိတ်တအားကိုရှိနေပေမဲ့2009ခုနှစ်အောက်တိုဘာလကုန်လောက်ကတည်းကနေပြီးပြည်ပခရီးစဉ်တွေတိမ်များနေတော့စာတွေမရေးဖြစ်ပဲတော်တော်လေးပြက်ကွက်ဓာတွေများနေပါတယ်ပြည်ပခရီးစဉ်သွားတယ်ဆိုတာကအပျော်ခရီးတွေထွက်အလဲတွေသွားနေတာမဟုတ်ပါဘူးကျွန်တော်ရဲ့ပညာရဲ့ဆိုင်ရာတိုးတက်မှုအတွက်သွားရတာပါဘယ်တွေကိုဘာကိစ္စနဲ့သွားနေရတယ်ဆိုတာကိုပြောပြခြင်းပါသေးတယ်အော်တိုဘာလကုန်းမှာအမေရိကန်ကိုသွားရတာကမတက်မဖြစ်အမေရိကန်အသေးယောဂအဖွဲ့အစည်းအဝေးကိုသွားတက်ရတာပါအဲ့ဒီအစည်းအဝေးတစ်ပတ်တက်ပြီးတော့အမေရိကန်LAမှာကျောင်းတက်နေတဲ့သားလေးထူးခိုင်ဝင်းစီမှာသွားပြီးတစ်ပတ်နေလိုက်ပါတယ်အဲ့ဒီတော့နှစ်ပတ်ကုန်းသွားရောနိုဝင်ဘာလဆန်းမြန်မာပြည်ပြန်ရောက်ပြီးနှစ်ပတ်ကြာတော့အိန္ဒိယနိုင်ငံကိုကာတာမြို့မှာလုပ်နေတဲ့အကြိမ်90မြောက်အိန္ဒိယနိုင်ငံအစာအိမ်ဦးလန်းကျောင်းနဲ့အသေးယောဂအဖွဲ့အစည်းအဝေးကိုသွားတက်ရပါတယ်ဒီဇင်ဘာလထဲမှာတော့ပွဲတွေကရှုပ်တော်တာပါပဲပသိမ်ဆရာဝန်အသင်းညီလာခံကိုသွားပြီးအသေးရောင်သဝါစီယောဂကုနီပို့ချရပါတယ်ဒီနောက်တော့ဇန်နဝါရီလထဲမှာလက်ထက်အခမ်းပွဲလုပ်မဲ့သမီးလေးနှင်းဝင်းနဲ့သူမျိုးသားမောင်စရာဝင်းတို့မြမပြည်ပြန်ရောက်လာပါတယ်ဒါလေးထူးခိုင်ဝင်းလဲကျောင်းပေလို့ရန်ကုန်ခဏပြန်လာဆိုတော့လူတွေစုံပွဲတွေစုံဘာဆိုဘာမှစာရေးလို့မရတဲ့အခြေအနေပါဇန်နဝါရီလဇန်းနာနဲ့လမ်း30ဆေးကန်းဝန်ထမ်းတွေနှစ်ပတ်လဲပွဲကြီးကိုတန်လျင်မှာရှိတဲ့ပန်းလိုင်လင့်ကောက်ကွင်းမှာသွားလို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်တဲ့ဇန်နဝါရီ17ရက်နေ့ရောက်တော့ဂုံတယ်ကြီးမြဟိုတယ်မှာအမေဂုံပြုပွဲလုပ်ပါတယ်အဲ့ဒီမှာမြန်မာစာရေးဆရာကြီးဂုံထူးဦးသိန်းနိုင်ကအမှားစကားပြောကြားပေးပြီးကျွန်တော်အမေဒေါခင်ခင်ကိုဂုံပြုတဲ့အခမ်းအနားပွဲကြီးလုပ်ပါတယ်အဲ့ဒီနောက်ဇန်နဝါရီ23ရက်နေ့မှာသမီးလေးနှင်းဝင်းနဲ့မောင်စရာဝင်းတို့လက်ထက်အခမ်းမွေးကိုစီရိုနာဟိုတယ်မှာလုပ်ပါတယ်လက်ထက်အခမ်းမွေးပြီးတဲ့နောက်တနေ့မှာတာချီလိတ်ကျိုင်းတုံမိုင်းလာခရီးရှည်ကြီးကိုသွားလိုက်ပြီးရန်ကုန်ကိုဇန်နဝါရီလ28ရက်နေ့မှာပြန်ရောက်ပြီးချက်ချင်းပဲနောက်တနေ့မှာပြည်ပခရီးထိုင်းနိုင်ငံကိုသွားရပြီးထိုင်းနိုင်ငံချင်းမိုင်မှာလုပ်တယ်ထိုင်းနိုင်ငံအစာအိမ်ဦးလန်းကျောင်းနဲ့အသေးယောဂအဖွဲ့ရဲ့ပထမအကြိမ်အပြည်ပြည်ဆိုင်ရာသိပ္ပံပညာရှင်များနှီးနောဖလှယ်ပွဲကိုတက်လိုက်ပါတယ်ထိုင်းနိုင်ငံကပြန်ရောက်ပြီး၄ရက်အကြာမှာစင်ကာပူနိုင်ငံမှာလုပ်တယ်အာရှပစိဖိတ်အသေးယောဂအဖွဲ့အစည်းအဝေးသွားတက်ပြီး8ရက်2လ2020မှာရန်ကုန်ကိုပြန်ရောက်လာတယ်ကျွန်တော်အကိုကြီးဦးတင်နဲ့စားတယ်ဦးကျော်လိုင်းတို့ကအမေနဲ့ကျွန်တော်ဆောင်းပါကိုရေးဖြစ်အောင်ရေးပေးဖို့တွတ်နေညာပြောရှာပါတယ်ဒီလိုကျွန်တော်အလုတ်ရှုပ်တာတွေကိုဘလို့ပြောနေရသလဲဆိုတော့အမေနဲ့ကျွန်တော်ဆောင်းပါတွေပြက်ကွက်တာဟာမရေးချင်တော့လို့မရေးနိုင်တော့လို့မဟုတ်ပါရေးစရာအချိန်ကိုမရှိလို့မရေးရတာပါဆိုတာကိုရှင်းပြပြောပြရတာပါဒါပေမဲ့လည်းဒေါကလေးယာဦးတင်တွေဦးကျော်လှိုင်းတဲ့တပည့်တွေကိုအားနာလို့အထူးသဖြင့်စာဖတ်ပရိသတ်ကြီးကိုလေးစားလုံးလို့ကျွန်တော်စူးစမ်းပြီးဘောက်စော်ကားကြီးရဲ့ခရီးစဉ်ကိုဆက်ရေးလိုက်ရပါတယ်ဘောက်စော်ကားကြီးမိထီလာမှာမိထီလာကံပေါင်ကနေမိထီလာမျိုးတဲဝင်ကန်တော်မိတ်တရုတ်စားတောက်ဆိုင်ရှိဖြတ်ဇွဲရုပ်ရှင်ရုံကိုကြောလာတော့လမ်းညာဘက်ချိုင်ထဲကရက်ချက်ဆက်ရုံကိုလှမ်းမြင်တဲ့အခါမိထီလာကိုသတိရမိပါတယ်အမေရဲ့အကိုအရင်ဦးမောင်မောင်ကိုကျွန်တော်တို့ကအမေခေါ်တယ်လို့ပဲကိုလို့ခေါ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့အကိုအကြီးဆုံးဦးတင်တွေကိုလည်းကိုလို့ပဲခေါ်ပါတယ်အဲ့ဒီလိုကိုနှစ်ယောက်ဖြစ်နေတော့မိထီလာမှာနေတဲ့အမေရဲ့အကိုဦးမောင်မောင်ကိုကျွန်တော်တို့ညီကိုတွေကမိထီလာကိုလို့ခေါ်ကြပါတယ်
မိထီလာကိုကိုရဲ့အရက်ချက်ဆက်ယုံကိုကျွန်တော်တို့အငယ်မူလာတဲ့ကျောင်းသားဘဝကရောက်ဖူးပါတယ်ကိုကိုဟာသူ့ညီမကျွန်တော်အမေဒေါ်ခင်ခင်ကိုတိတ်ချစ်ပြီးညီမရဲ့သားသမီးတွေဖြစ်တယ်ကျွန်တော်တို့ညီကိုမောင်နှမတွေကိုလည်းတိတ်ချစ်ပါတယ်ကိုကိုကညီမနှစ်ယောက်ဖြစ်တဲ့ဒေါ်ခင်ခင်နဲ့ဒေါ်တင်တင်တို့ကိုချစ်တာမတူပါဘူးညီမအကြီးဖြစ်တဲ့ကျွန်တော်အမေဒေါ်ခင်ခင်ကိုပိုပြီးချစ်ပုံပေါ်ပါတယ်ကျွန်တော်အမေကိုခင်ခင်နဲ့ဗဇက်ဖျားကမချပါဘူးကျွန်တော်တို့အောက်ပြည်တိုက်ကြီးမှာကျောင်းနေရင်းနဲ့လွေရာသီကျောင်းပေလို့အညာပြန်ဝမ်းတွင်ရောက်တယ်ဆိုရင်မိထီလာကိုကိုကဝမ်းတွင်ကိုသူ့ဆက်ယုံကအရက်တွေလာပို့ရင်းနဲ့ကျွန်တော်တို့မိထီလာကိုခေါ်သွားလေရှိပါတယ်မိထီလာကိုကိုအိမ်မှာနေရင်းနဲ့ကိုကိုကကျွန်တော်တို့ကိုသူ့ရဲ့အရက်ချက်ဆက်ယုံကိုခေါ်သွားလို့ရောက်ဖူးပါတယ်ဒီမှာကြီးကွာငရှင်းသွေးနဲ့ငါဆက်ယုံကအရက်ဖြူဆက်ထားတာတိတ်ကိုကောင်းတဲ့အားစေးပဲဆိုပြီးငရှင်းကိုအရက်ခွက်ပေါ်တင်ပြီးဓာတ်နဲ့လှီးအရက်ထဲကိုငရှင်းသွေးတွေတစ်စက်စက်နဲ့ကျခဲ့တာကိုမှတ်မိသတိရနေပါသေးတယ်လွန်ခဲ့တဲ့အနှစ်90လောက်ကအဖြစ်ပြက်တွေကိုမှတ်မိနေသေးတယ်မှတ်ဉဏ်ကိုလည်းတအံ့တော်ဖြစ်မိပါတယ်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကြိုက်နေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်စို့။အဲ့လိုပေါက်စော်ကားကြီးမိထီလာမျိုးထဲဝင်တော့ဟိုဟာသတိရဒီဟာသတိရနဲ့နောက်ဆုံးစီးသူရက်ထဲကကျွန်တော်ရောက်ခမှဦးကျော်လိုင်းနဲ့ဒေါခင်တင့်တို့အိမ်ရှိမှာရက်လိုက်ပါတယ်။အိမ်ရှိလို့သာပြောရတယ်။တကယ်တော့ကျွန်တော်ရောက်ခမှတွေဟာစီးသူကြောက်ကြီးထဲမှာနေတာဆိုတော့အိမ်ရှိကိုကားသွားလို့မရတဲ့အတွက်ကြောက်ထဲကိုဆင်းတဲ့လှေကားရှိရွှေဘူရုပ်ရှင်ရုံနောက်မှာရက်ထားရတာပါကျုံလုံးကျွန်တော်ဇနီးဒေါက်တာခင်လေးရဲ့အိမ်ဟာဘလို့စီသူကြောက်ကြီးတဲ့ရောက်နေတယ်ဆိုတာပြောပြခြင်းပါသေးတယ်ကျွန်တော်ဇနီးရဲ့အဖေကျွန်တော်ရောက်ခမဦးကျော်လိုင်းရဲ့အမေဒေါ်မမလေးဟာသူ့ညီမနဲ့အမတွေဖြစ်တဲ့ဒေါ်မမအေးဒေါ်မမကြီးတို့နဲ့အတူနေပါတယ်ဒေါ်မမအေးဟာအပြိုကြီးပါသူဟာမိထီလာရွှေဘဟိုရုပ်ရှင်ရုံအနောက်နားကမင်းရထမ်းမှကိုပိုင်မူလာတန်းကျောင်းဆောက်ပြီးသူကိုယ်တိုင်ကျောင်းကိုဆီယာမကြီးလုပ်ပြီးနေတာပါသူတို့ညီမတွေနေတဲ့အိမ်ကိုလည်းကျောင်းထဲမှာပဲဆောက်ပါတယ်နောက်တော့သူတို့ညီမတွေဟာအဲ့ဒီကျောင်းထဲကအိမ်ကိုအစိုးရကိုလှူလိုက်ပါတယ်အဲ့ဒီမှာတင်အဲ့ဒီကိုပိုင်ကျောင်းဟာနောက်တော့မင်းရဲ့အစိုးရမူလာတန်းကျောင်းဖြစ်လာပါတယ်ကျောင်းနဲ့အိမ်ကိုလှူလိုက်ပြီးတော့သူတို့မိသားစုကတော့စီသူရက်ွက်ကြောက်ကြီးထဲမှာပြောင်းပြီးနေလိုက်ကြတဲ့အခါသူတို့ရဲ့သားစဉ်မြေးဆက်ဟာစီသူကြောက်ကြီးထဲမှာကြီးပြင်းလာကြရတာပေါ့ကျွန်တော်တို့ဘောက်စော်ကားကြီးကိုခုနကပြောသလိုရွှေဘိုရုပ်ရှင်ရုံနောက်မီးမိန်စီသူကြောက်ထိတ်မှာရက်ပြီးကျွန်တော်တို့ကြောက်ထဲဆင်းတဲ့လေကားအတိုင်းဆင်းသွားကြပြီးညာဘက်ကိုချိုးတဲ့လမ်းထဲကိုဝင်ချိုးလိုက်ပါတယ်လမ်းခက်ချင်းချင်းမှာပြုတ်သိမ့်နေတဲ့အိမ်တွေကတစ်ဖက်တစ်ချက်တန်းစီလိုပါလမ်းစုံရောက်တော့ဘဲဘက်မှာရှိတဲ့ဝါထရံကသွမိုးတစ်ထက်အိမ်ခနန်းနန်းလေးကတော့ကျွန်တော်ရောက်ခမာတွေရဲ့အိမ်မှာအိမ်ထဲမှာလဲဝါကြံ့ကြံ့မီးမိန်လေးနှလုံးထွန်းထားပါတယ်အိမ်ဝကနေအန်ဒီဘိုးလေးရောက်ခမဦးကျော်လိုင်းကိုခေါ်တာလို့ခေါ်လိုက်တော့အိမ်သားတွေအားလုံးအလန့်တကြားတန်အန်တော်ပြေးထွက်လာကြပါတယ်ကျွန်တော်ကမြင်လိုက်တော့သူတို့တွေရုတ်တရက်ကြောင်ကြည့်နေပြီးမှမောင်ခင်မောင်ဝင်ဆိုပြီးអော်လိုက်ကြပါတယ်ကျွန်တော်ကလုံးဝမျှော်လင့်မထားပဲတွေးလိုက်ရတော့အဲ့ဒါလိုဖြစ်တာပေါ့ရန်ကုန်ကနေပေါစော်ကားကြီးထွက်လာတာကိုဘယ်နားရောက်နေပြီးဘာဖြစ်နေပြီးဘယ်နားရောက်နေပြီးဘယ်တော့မိထီလာရောက်မယ်ဆိုတာကိုဆက်သွယ်အကြောင်းကြားလို့မရတဲ့ခေတ်ပါကျွန်တော်တို့ကားကြီးလမ်းမှာညအိတ်ခဲ့ပြီးဖြစ်ပေမဲ့အဲ့ဒီအကြောင်းတွေကိုရောက်ခမှဖြစ်တဲ့မိထီလာအိတ်ချင်း operator ဒေါခင်တင်မသိရရှာတဲ့အဖြစ်ပါအဲ့ဒီနောက်ကျွန်တော်နဲ့အကိုကြီးဦးတင်တွေတို့အိမ်ထဲကိုဝင်ထိုင်ကြပါတယ်အိမ်ထဲမှာတမန်တလင်းခင်းမထားပါစက်တီမရှိပါအိမ်ရဲ့ရှိမြေကြီးပေါ်မှာတောက်4000မှာရိုက်ထားတဲ့တစ်သားကုတ်ပစ်ပေါ်မှာထိုင်ရတာပါလက်ဖက်ရည်ချမ်းတောက်လက်ဖက်တုပ်လေးစားနာယီဝက်လောက်နားပြီးတော့ဘိုးလေးနဲ့အန်တီကိုနှုတ်ဆက်အမေအိမ်ရှိရာဝမ်းတွင်မျိုးကိုဘောက်စောကားကြီးနဲ့ခရီးဆက်ခဲ့ပါတယ်ပခုတ်ကူဦးအောင်ဖေစာကြည့်လိုက်စာအုပ်စုရပြီအမေကိုရည်စူးပြီးအမေအကြောင်းတွေအညာကအကြောင်းတွေကိုကလျာမဂဇင်းမှာအမေနဲ့ကျွန်တော်ဆိုပြီးလစဉ်စောင်းမအနေနဲ့ရေးခဲ့တာအပိုင်း40နှစ်အထိရောက်နေပါပြီကျွန်တော်စောင်းမတွေကိုကလျာမဂဇင်းတိုက်ပိုင်ရှင်ဒေါကလျာကလည်းလိုက်လဲကြိုးဆိုပြီးလက်ခံပြီးထည့်ပေးခဲ့ပါတယ်လာတော့ကြာလာတော့ကျွန်တော်ရဲ့စာဖတ်ပရိသတ်တွေကအမေနဲ့ကျွန်တော်တလမှာတစ်ခါဖတ်ရတာအားမရဘူးစာအုပ်အနေနဲ့ပေါင်းပြီးထုတ်ပေးပါလို့တောင်းဆိုကြပါတယ်အဲ့ဒီအချိန်မှာဒေါ်နန်းအီဇာနဲ့သမီးမတ်ချို
မခင်ချိုဦးတို့ကကျွန်တော်စီလာပြီးကလျာတဲ့ကအမေနဲ့ကျွန်တော်ဆောင်းမတွေကိုစူပြီးလုံးညင်စာအုပ်ထုတ်ချင်ပါတယ်လို့ပြောပါတယ်ကျွန်တော်ကလည်းတကယ်ကိုဝမ်းသာသွားပြီးထုတ်ပေးပါလို့ပြောလိုက်ပါတယ်ဒါနဲ့ဒေါ်နန်းအီအီစားကကျွန်တော်အမေဒေါ်ခင်ခင်ရဲ့ပုံကိုတရားဦးသားနာမည်ကျော်ပကြီးစီယာကိုစောမင်းမောင်ကိုဆွဲခိုင်းပြီးအမေနဲ့ကျွန်တော်စာအုပ်မျက်နှာဖုံးလို့စာအုပ်အနေနဲ့ထွက်လာပါတယ်ဒါနဲ့ပဲအထက်ပန်းဆိုးရလန်းမှာရှိတဲ့စာပေလောကစာအုပ်တိုက်မှာအမေနဲ့ကျွန်တော်စာအုပ်စတင်ဖြန့်ချီရေးနဲ့စာရေးသူကိုယ်တိုင်လက်မှတ်ရေးထိုးပွဲလုပ်လိုက်တာစာဖတ်ပရိသတ်ရဲ့လှိုက်လိုက်လဲအားပေးမှုကိုရခဲ့ပါတယ်အမေတို့ရေးထားတဲ့အမေရဲ့အကြောင်းစာအုပ်အောင်မြင်မှုရတယ်ဆိုတော့အမေကိုအထူးသတိရမိပြီးစိတ်ထဲမှာအတော်လေးကိုခံစားရမိပါတယ်အဲ့ဒီစာအုပ်လက်မှတ်ရေးထိုးပွဲမှာကျွန်တော်စကားလုံးဝဆက်မပြောနိုင်အောင်ရင်းနှဲဆိုနေတဲ့အထိဖြစ်သွားခဲ့ရပါတယ်အမေနဲ့ကျွန်တော်စာအုပ်ကိုမြမရုပ်မြင်သံကြားအပတ်စဉ်စာအုပ်ကဏ္ဍမှာအယောင်ရဆုံးစာအုပ်ဖြစ်အသက်မှတ်ခံခဲ့ရပါတယ်ဒီလိုနဲ့အမေနဲ့ကျွန်တော်စာအုပ်ကတော်တော်လေးကိုအဖတ်များပြီးလူကြီးလူငယ်လူလက်အားလုံးကလက်ခံအားပေးတဲ့စာအုပ်တအုပ်ဖြစ်လာပါတယ်2010 February လ19ရက်နေ့မှာအမေနဲ့ကျွန်တော်စာအုပ်ကို2009ခုနှစ်ပခုတ်ကူဦးအောင်ဖေစာကြည့်လိုက်စာအုပ်စုအဖြစ်ရွေးချယ်လိုက်ကြောင်းမြမအတန်ရေဒီယိုနဲ့မြမရုံမြင်တန်ကြားသတင်းတွေမှာကြေညာလိုက်ပြီးနောက်တနေ့သတင်းစာမှာလည်းအဲ့ဒီသတင်းကိုပုံနှိပ်ထုတ်ဝေလိုက်တော့ကျွန်တော်ဘလို့မှဖော်ပြလို့မရနိုင်တဲ့ပီတိတွေခံစားမှုတွေရင်ထဲမှာအပြည့်ပါအထူးသဖြင့်အမေအတွက်ဂုဏ်ယူခံစားမိတာပါအမေအကြောင်းကိုရေးထားတဲ့အမေနဲ့ကျွန်တော်စာအုပ်ဟာအစိမ့်မြင်စာပေစုချီးမြှင့်ခံရတယ်အမေအကြောင်းကိုမြန်မာနိုင်ငံတဝန်းတိုင်းပြည်ပြည်ဖြစ်သွားပါပြီဒါနဲ့ရင်ကျွန်တော်ကျင်းနဲ့နိုင်မှာမဟုတ်ပါဘူးဒီစာအုပ်ကိုပြပပုံနှိပ်တိုက်စာအုပ်တစ်ခုခုမှာအင်္ဂလိပ်လိုဘာသာပြန်ပုံနှိပ်ဖြန့်ကြည့်ပြီးအမေအကြောင်းကိုမြန်မာထဲမှာကဘာကပါသိအောင်လှုပ်သွားအောင်ပါပါလို့ပြောလိုက်ပါရစေမိထီလာကဝမ်းတွင်းကိုကျွန်တော်ဘောက်စော်ကားအကြောင်းပြောနေတဲ့1986ခုနှစ်ပဝင်းကျင်လောက်တုန်းကမိထီလာနဲ့ဝမ်းတွင်းဆိုတဲ့22မိုင်ခရီးဟာတော်တော်ကိုဝေးတယ်လို့ကျွန်တော်တို့စိတ်ထဲမှာခံစားရပါတယ်ဘာလို့လဲဆိုတော့မိထီလာဝမ်းတွင်းကြားမှာရှိတဲ့ကားလမ်းဟာရန်ကုန်မန္တလေးလမ်းမကြီးပေါ်မှာရှိတဲ့လမ်းမိုင်းတစ်ပိုင်းဖြစ်ပေမဲ့လို့လမ်းချင်းချင်းလေးဆိုတော့ဝမ်းနဲ့မိထီလာဆွဲတဲ့လိုင်းကားတွေဆိုရင်ဒီခရီးကို4-5နာရီကြာအောင်မောင်းကြရပါတယ်ကိုပိုင်ကားနဲ့သွားမယ်ဆိုရင်တော့2နာရီကျော်ကြာတယ်ဘာလို့အဲ့လိုခရီးတို့လေးကိုအကြာကြီးကြာအောင်မောင်းရတယ်ဆိုတာလဲရှင်းပြပါမယ်ရန်ကုန်မန္တလေးလမ်းမကြီးဆိုလို့စိတ်ထဲမှာအခုခေတ်လမ်းမကြီးတွေလိုလမ်းအကျယ်ကြီးတွေလိုမမြင်လိုက်ပါနဲ့မိထီလာဝမ်းတွင်သွားလမ်းမကြီးဆိုတယ်ကားနှစ်စီးရှောင်းနိုင်ရုံလောက်ပဲကျဲတယ်ကတရားလမ်းချင်းချင်းလေးပါလမ်းမင်းမှာအခုခေတ်လိုလမ်းပခုံးဆိုတာလည်းမရှိပါဘူးလမ်းဘေးအစွန်လမ်းကအနားမှာကြောက်တုံးတွေမညီမညာနဲ့စီထားတဲ့လမ်းဘေးဆောင်ကြီးပါအဲ့တော့ကားနှစ်စီးမရှောင်းသားလို့လမ်းဘေးချလိုက်ပြီးလမ်းပေါ်ပြန်တက်ရင်ကားဘိန်းနဲ့လမ်းဆောင်ပြဿနာတက်တော်တာပဲဒါကြောင့်ကားလမ်းဘေးချရှောင်းပြီးရင်လမ်းဆောင်အပြေဆုံးနေရာကိုရှာပြီးလမ်းမကြီးပေါ်ပြန်တက်ရပါတယ်အဲ့ဒီလိုမတက်နိုင်ဘူးဆိုရင်လမ်းဆောင်ခတ်ဆောင်တဲ့နေရာနဲ့ကားတာယာနဲ့တွေ့တဲ့အခါမျိုးမှာကားတာယာပဲ့ထွက်သွားပါလိမ့်မယ်အဲ့ဒီလိုပြဿနာရှိလို့22မိုင်ပဲဝေးတဲ့ခရီးလေးကိုဘောကနေဆိုပြီးမောင်းသွားလို့မရပါဘူးကားတွေ့တိုင်းအရှိန်လျှော့လမ်းမေးချလမ်းပေါ်ပြန်တက်ဖို့နေရာရွေးရပြန်ပါတယ်အဲ့တော့တခုရီးသောရန်ကုန်မန္တလေးလမ်းကြီးပေါ်မှာသွားတဲ့ကားတွေကအများကြီးကားတစ်စီးတွေ့တိုင်းလမ်းမေးချရှောင်နေရတာကြောင့်ကားဟာလိတ်သွားတယ်လို့သွားနေရပြီးခရီးမတွင်တော့ဘူးပေါ့နေကင်းသွားရင်တော့အဲ့လောက်ခက်ခဲတဲ့22မိုင်ဝေးတဲ့မိထီလာဝမ်းတွင်ခရီးကိုညပိုင်းမှာမောင်းမယ်ဆိုရင်တော့တော်တော်ကိုခရီးဆိုင်မောင်းရလို့ကားဟာပိုပြီးနှေးသွားပါတယ်အဲ့ဒီခေတ်ကညအချိန်ကားမောင်းခရီးသွားတာခရီးဆိုင်ရတာတွေကသိပ်များပါတယ်ခုနကပြောသလိုညမောင်းထဲမှာလမ်းကိုအရင်ဆုံးခရီးဆိုင်ကြည့်ရပါတယ်လမ်းကခက်ချင်းချင်းနှစ်စီးရှောင်လို့ရတယ်ဆိုပေမဲ့လည်းအရှိန်နဲ့မောင်းလာတဲ့ကားကြီးတွေနဲ့ရှောင်းတိုင်းကိုကလမ်းမေးချပေးနေရတာပါလမ်းမေးချပေးလိုက်ရင်လမ်းပေါ်ပြန်တက်တာမှာခုနကပြောသလိုနေရာရွေးပြီးတေချာပြန်တက်မှရပါတယ်ညမောင်းမဲမှာကားမီးရောင်နဲ့မသေးမကွဲဖြစ်နေတော့မသေးချာပဲကတရာလမ်းအစွန်ခက်နက်မှာသွားတက်လိုက်ရင်ကားတာယာပဲ့ထွက်သွားနိုင်ပါတယ်အခုခေတ်လိုနှစ်လမ်းသွားမရှိပဲအသွားအပြန်လမ်းတစ်လမ်းနဲ့မှညပိုင်းပြန်တဲ့ချင်းဆိုင်မောင်းရတာဟာကားမောင်းတော်တော်လေးကျွမ်းကျင်မှမောင်းလို့ရတာပါညကားမောင်းတာမှာဂယုစိုက်ရမှာတခုကတော့
ညနေချင်းဆိုင်ကလာတဲ့ကားရဲ့မီးကြီးထိုးတဲ့ကိစ္စပါ။ညမောင်းတဲ့အခါမှာညနေချင်းဆိုင်ကကားတစ်စီးနဲ့တွေ့ရင်တော်တော်ဝေးဝေးကြီးကလေးကကိုကားမီးကိုမီးကြီးအပြည့်ထိုးထားလို့မရပါဘူး။အဲလိုမီးကြီးထိုးထားရင်ညနေချင်းဆိုင်ကလာတဲ့ကားကိုတဲ့တဲ့စူးပြီးမီးရောင်ထိုးမိပြီးတစ်ဖက်ကကားဆရာကားမောင်းလို့မရပဲဖြစ်ပါမယ်။ဒါကြောင့်ကားတစ်စင်းကိုညနေချင်းဆိုင်တွေ့တာနဲ့ကိုယ့်ရဲ့ကားမီးကို dip လို့ခေါ်တဲ့မီးနှိပ်ပေးတာလုပ်ရပါတယ်။ဒါပေမဲ့အဲလိုမီးကိုနှိမ်ပြီးမောင်းပြန်ရင်လဲလမ်းဘေးမှာရပ်ထားတဲ့ကားကြီးတွေကရယာလမ်းကိုခေါင်းချပြီးအိတ်နေတဲ့သူတွေကိုမမြင်ပဲဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်အဲ့ဒီခက်ကလမ်းချင်းချင်းမှာညဘက်ကားမောင်းတဲ့အခါမှာတကယ်ကိုပညာပါပါနဲ့မီးကြီးဖွင့်ပိတ်လုပ်ပြီးမောင်းတမ်းမှအန်ရကင်းမှာပါ။ညမှာကားဘလို့မောင်းရမှာလဲဆိုတော့ညနေချင်းဆိုင်ကကားတစ်စီးနဲ့ရင်ဆိုင်တွေ့ပြီးဆိုတာမီးကြီးဖွင့်ပြီးလမ်းဘေးဘဲညာအခြေအနေကိုကြည့်လိုက်ပြီးတော့တခါတစ်ဖက်လူမောင်းလို့ရအောင်မီးကြီးကိုမိတ်မီးကိုနှိပ်လှုပ်ပေးလိုက်နည်းနည်းလေးမောင်းမြည်တာနဲ့မီးကြီးတစ်ခါပြန်ထိုးပြီးလမ်းအခြေအနေကိုကြည့်မီးပြန်မိတ်တတောက်တောက်နဲ့မီးခလုတ်တွေကိုမြင့်လိုက်နှိပ်လိုက်လုပ်ပြီးမောင်းရပါတယ်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ